နှစ်ထင်ချိုက်တယ်ပါယိုကားတယ်ဆိုတော့ brother တွေအတွက်ကိုကျွန်တော်ဒီဗီဒီယိုကနေပြီးတော့အချမ်းမြင်ဝင်ပြပေးပါမယ်မျက်နှာအတိအကျမမြင်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်ထင်ချိုက်ပြီးတော့ပါယိုကားတဲ့ညီကိုတွေနဲ့တင့်တော်မဲ့ hair style ၃မျိုးကိုကျွန်တော်ဖော်ပြပေးသွားပါမယ်ဗျညီကိုတို့ကကိုနဲ့တင့်တော်မဲ့ကိုကြိုက်မဲ့ထင်တဲ့ကေလေးတွေကို try ကြည့်ပါဒီနံပါတ်1ကေကတော့အနာကတ်ပေါ့နှစ်ထင်ချိုက်ရင်တော့ဘေးတွေအရင်မပြောင်းပဲနဲ့ရိုးရိုး normal ကတ်လောက်ပဲထိုးပြီးတော့ထားပါနှစ်ကတော့ side French အများစုကနှစ်ထင်ချိုက်ရင် diamond face ဖြစ်တာများတယ်အဲ့အတွက်ကြောင့် side French အရှိကိုအုပ်လေးချထားတဲ့ဒီလိုပုံလေးထဲကကေမျိုးလေးကို try ကြည့်လို့ရတယ်နောက်နံပါတ်3ကတော့ side ပတ်ပေါ့ဘေးခွဲဟိုမှာဘေးတွေကိုဒီပုံလေးရလိုပဲခတ်ထူထူလေးထားပြီးတော့ညှက်လို့ရတယ်ဒါမှပဲနှစ်ထင်ချိုက်တာကိုလည်းဖုံးပါလိမ့်မယ်အခုပြပေးခဲ့တဲ့ hair style 3မျိုးကတော့နှစ်ထင်ချိုက်တယ်ဆိုတော့ brother တွေနဲ့တင့်တော်မဲ့ကေလေးတွေကိုကျွန်တော်ပြပေးခဲ့တာပဲဖြစ်ပါတယ်ညီကိုတို့ကကိုတန်ရပေါ့ကိုကြိုက်တဲ့ကေလေးတွေကိုရွေးပြီးတော့ try ကြည့်ပါဘယ်လောက်ဆိုရင်အဆင်ပြေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျ